ဝန်စာလေးလာရင်စိတ်တက်ကြတဲ့အချိန်တွေတော့ရှိခဲ့ပေမဲ့ကိုရီမန်းချက်ပန်းတန်းအောင်ရအောင်သွားနိုင်ရမယ်ဆိုပြီးတော့စိတ်အားတင်းပြီးတော့ဗောနော်ကိုပဲပြန်ဇွဲမလျှော့ဘဲနဲ့ကြိုးစားခဲ့တာပါရှင့်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ GCM ကနေတဆင့်တူတဲကီနိုစားတော့ကုန်ထုတ်နဲ့ဂျပန်ကုမ္ပဏီမှာအလုပ်ရရှိသွားတဲ့ညီမလေးကိုဖိတ်ခေါ်ထားပါရှင်ညီမလေးရေအရင်ဆုံးအနေနဲ့ကိုမိတ်ဆက်ပေးပြီးတော့ဘာအလုပ်နဲ့အလုပ်ရရှိသွားရဆိုတာလေးကိုလည်းပြပြပေးပါအောင်ညီမကတော့ထပ်လို့ခေါ်ပါတယ်ရှင်ညီမကတော့တုတ်ခုတေးစားတော့ကုန်ထုတ်လုပ်ငန်းနဲ့အလုပ်ရရှိသွားတာပဲဖြစ်ပါတယ်ရှင်ညီမလေးရေအခုလိုအလုပ်ရရှိသွားတဲ့အတွက်ဂုဏ်ယူပါရနော်အခုလိုမျိုးအလုပ်ရရှိသွားတဲ့အတွက်ဘယ်လိုမျိုးခံစားနေရလဲဆိုတာလေးကိုလည်းပုံမှန်လေးပြပြပေးပါအောင်ဟုတ်ကဲ့ပါရှင်အခုလိုအလုပ်ရရှိသွားတဲ့အတွက်ကြောင့်အရင်ပဲဝမ်းသာပျော်ရွှင်မိပါတယ်ရှင်ကိုရွေးချယ်ထားတဲ့အလုပ်ကိုတကယ်လုပ်ခွင့်ရတော့မယ်ဆိုတော့စိတ်အားတက်ပြီးတော့ကိုဂျပန်ရောက်လို့ရှိရင်လည်းကိုကြိုးစားခြင်းစိတ်ဖြစ်မိပါတယ်ရှင်ညီမလေးအနေနဲ့ဂျပန်မှာအလုပ်လုပ်ချင်ရတဲ့အကြောင်းရင်းလေးကိုလည်းပြပြပေးပါအောင်ဂျပန်မှာအလုပ်လုပ်ချင်တာကတော့ဂျပန်လူမျိုးတွေရဲ့စီကံရှိမှုနဲ့အလုပ်ပေါ်တာဝန်ယူမှုကိုသဘောကျလို့ပါရှင်ကိုယ်တိုင်လည်းအတွေ့အကြုံအသစ်တွေရယူပြီးတော့အနာဂတ်အတွက်ပိုကောင်းမှုနဲ့လို့ထင်လို့ပါရှင်ပြီးတော့မိသားစုကိုလည်းထောက်ပံ့ခြင်းလို့ပါကဲပါညီမလေးအနေနဲ့ဒီလုပ်ငန်းမျိုးဆိုင်အများကြီးတွေကဘာလို့တုံထဲကြီးနော်စားတောက်ကုန်ထုတ်ကိုရွေးချယ်ခဲ့ရလဲဆိုတာလေးကိုလည်းပြပြပေးပါအောင်ဟုတ်စားတောက်ကုန်တော့အလုပ်ကိုရွေးချယ်ခဲ့တာကတော့ဘေးရန်နေရကင်းပြီးတော့လူတွေလွယ်ကူစားသုံးနိုင်မှုအတွက်အစားအသောက်တွေကိုဘယ်လိုထုတ်လုပ်တယ်ဘယ်လိုစနစ်တကျပြုလုပ်တယ်ဆိုတာစိတ်ဝင်စားလို့ရွေးချယ်ခဲ့တာပါရှင်အင်တာဗျူးဖြေတော့ကပေါ့နော် GCM ကဘယ်လိုမျိုးကူညီထောက်ပံ့ပေးခဲ့လဲဆိုတာလေးကိုလည်းပြပြပေးပါအောင်အင်တာဗျူးဖြေတော့ GCCM ကစမ်းစီးတွေဆိုရင်လည်းပေါ့နော်ကိုကျောင်းသားအပြင်ကျောင်းသားမခွဲခြားဘဲနဲ့ပေါ့အင်တာဗျူးမဖြေခင်လည်း training နေပေးတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းအင်တာဗျူးဖြေတဲ့အခါမှာလည်းစိတ်မလှုပ်ရှားဘဲနဲ့ပေါ့နော်စိတ်အေးထားပြီးဖြေဖို့ပြောပြပြီးခဲ့ပါတယ်ရှင့်ဟုတ်ကဲ့ပါရှင်ညီမလေးအနေနဲ့ဂျပန်စာလေးလာနေနဲ့စိတ်ထက်ကြခဲ့တဲ့အခါလေးရောရှိခဲ့လားမသိအကယ်၍ရှိခဲ့ရင်ဘယ်လိုမျိုးစူးစမ်းခဲ့ရလဲဆိုတာလေးကိုလည်းပြပြပေးပါအောင်ဟုတ်ဂျပန်စာလေးလာရင်စိတ်တက်ကြတဲ့အချိန်တွေတော့ရှိခဲ့ပေမဲ့ကိုရီမန်းချက်ပန်းတန်းအောင်ရအောင်သွားနိုင်ရမယ်ဆိုပြီးတော့စိတ်အားတင်းပြီးတော့ဗောနော်ကိုပဲပြန်ဇွဲမလျှော့ဘဲနဲ့ကြိုးစားခဲ့တာပါရှင့်ဟုတ်ကဲ့ပါရှင်ညီမလေးအနေနဲ့ဂျပန်ရောက်ရင်အလုပ်နဲ့ဂျပန်စာလေးလာအပြင်အခြားလုပ်ချင်တဲ့ဝါနာပါလာလေးအများရှိလားမသိရှင့်ဟုတ်ရှိပါတယ်ရှင်ဂျပန်ရဲ့နာမည်ကြီးတဲ့နေရာတွေကိုသွားလည်ပြီးတော့အဲ့မှာနာမည်ကြီးတဲ့ဂျပန်အစားအစာတွေစားကြည့်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ညီမလေးအနေနဲ့ဒီပေါ့နော်အခုအလုပ်ခေါ်စာလေးကိုလည်း GCM ကနေဘယ်လိုမျိုးရှာဖွေတွေ့ရှိခဲ့ရလဲဆိုတာလေးကိုလည်းပြပြပေးပါအောင်ဟုတ်ညီမတကယ်ကြီးရပါတော့ Facebook မှာတွေ့တော့ညီမပို့ပေးတယ်ရှင်အားနဲ့ညီမလည်းဒီအလုပ်ခေါ်စာလေးကိုစိတ်ဝင်စားရတဲ့ share ဖြစ်သွားတာပါရှင်ဟုတ်ကဲ့ပါရှင်ညီမလေးရေနောက်ဆုံးအနေနဲ့တုတ်တဲကီနိုနဲ့ဂျပန်ကိုတွားဖို့ကြိုးစားနေတဲ့ညီငယ်ညီမငယ်လေးတွေအတွက်အပိစကားပြပြပေးပါအောင်တော့တွားဖို့ကြိုးစားနေတဲ့ညီငယ်ညီမငယ်တို့လည်းပေါ့နော်ကိုရဲ့ရီမန်းချက်ပန်းတာကိုရအောင်ဇွဲမလျှော့ဘဲနဲ့ကြိုးစားကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ညီမလေးဒီနေ့အခုလိုမျိုးတကူတကအင်တာဗျူးဖြေဖို့အချိန်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးပေးတဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင့်ဗီဒီယိုတက်ရင် like subscribe လေးလုပ်ပေးဖို့မမေ့ကြပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်တတား